ရားရဲ့မြတ်တာကိုကြီးကျယ်ခံစားရတဲ့သူလက်မြောက်ပြီးတော့မှငါဟာအကြီးကျယ်ချစ်ခံရသူလို့ပြောပါအောင်ငါအကြီးကျယ်ချစ်ခံရသူဖြစ်တယ်အာမင်အခုဒီမှာရှိတဲ့သူတွေရောနားထောင်နေတဲ့သူတွေရောမြတ်တာငတ်တဲ့သူတယောက်မှမရှိဘူးဘာလို့လဲဆိုတော့ကောင်းကင်တဲ့မြေကြီးကိုဖန်ဆင်းတဲ့အရှင်ရဲ့မြတ်တာကိုအပြည့်အဝရသူဖြစ်တယ်သင်သိတာဖြစ်မယ်မသိတာဖြစ်မယ်ဒါပေမဲ့အဲ့ဒီအရှင်ကသင်ကိုအသက်ပေးပြီးချစ်နေတာဖြစ်တယ်အဲ့ဒီလောက်အချစ်ခံရတာဖြစ်တယ်အဲ့ဒီလောက်ကိုယ်အသက်တာတန်ဖိုးရှိတာဖြစ်တယ်အဲ့ဒီအရှင်ကိုယေရှုတင်ဝမ်းမြောက်ပြီးတော့မှလက်ခုပ်တီးပြီးတော့မှချီးမွမ်းပြီးပြန်ထိုင်ရအောင် Thank you Jesus Thank you Lord ဝမ်းမြောက်စွာနဲ့ကျမတို့ပြန်ထိုင်ရအောင်လို့အဲ့ဒီလောက်ကြီးမားတဲ့မြတ်တာကိုကျမတို့ရထားတာဖြစ်တယ်ကျမတို့အသက်တာကကျမတို့လက်ခနဲ့အဆုံးဖြတ်မပေးပါဘူးကျမတို့ရဲ့ပိုင်ဆိုင်မှုနဲ့လည်းအဆုံးဖြတ်မပေးပါဘူးကျမတို့ဘယ်မိသားစုကစင့်တက်လာတယ်လဲဆိုတာလည်းအဆုံးဖြတ်မပေးပါဘူးကျမတို့အတွက်အသက်ပေးတဲ့ယေရှုအဖြစ်ကျမတို့အသက်တာရဲ့တန်ဖိုးကိုဆုံးဖြတ်တာဖြစ်တယ်ကောင်းကင်ဘုရင်ရဲ့အသက်နဲ့ထပ်တူထပ်မြတ်တန်ဖိုးရှိတဲ့အသက်ဖြစ်ဖို့ယေရှုချီးမြှောက်ထားတာဖြစ်တယ်ဘေးကလူပြောလိုက်ပါငါဟာချီးမြှောက်ခံရသူဖြစ်တယ်လို့ဒါကြောင့်ကိုရှော့မတွက်လိုက်ပါနဲ့ကိုတန်ဖိုးမချလိုက်ပါနဲ့ယေရှုကအမြင့်ဆုံးသောကောင်းကင်ဘုရင်ရဲ့အသက်နဲ့လဲပြီးတော့မှရွေးဝယ်ထားတာဖြစ်တယ်ကျမတို့ဒီလိုသက်သေခံတာတော့နည်းနည်းယော့လာပြီဒီအတွက်ယေရှုတော်ကိုချီးမွမ်းတယ်အိုးဖခင်သခင်ကလေကျမကိုဒါမှမဟုတ်ကျွန်တော်ကိုအယမ်းချစ်တာပဲဒါလောက်ကောင်းကြီးပေးတာအဲ့လိုအတန်နဲ့ယော့လာလို့ယေရှုတော်ကိုချီးမွမ်းတယ်ဟာလေလုယာဘာလို့လဲဆိုတော့ဖခင်ကောင်းကြီးပေးတာမှန်ပါတယ်ဒါပေမဲ့ချစ်လို့ဘယ်လိုပြောရမလဲကိုယ်ပို့ချစ်ပြီးကောင်းကြီးပေးတယ်ဆိုတာမမှန်ဘူးယေရှုကချစ်လွန်းလို့လက်ဝါးကားတိုင်းမှာအသက်ပေးပြီးသွားပြီဖြစ်တယ်ဟာလေလုယာအာမင်နောက်ထပ်မေတ္တာသက်သေပြစရာမလိုဘူးဖခင်ရဲ့မေတ္တာသက်သေကတင်ရတဲ့ကောင်းကြီးပေါ်မှာမူတည်တာမဟုတ်ဘူးတင်ရဲ့ခံစားရတဲ့ကောင်းကြီးတွေအဖြစ်တိုင်းတာလို့မရဘူးလက်ဝါးကားတိုင်းနဲ့ပဲတိုင်းတာလို့ရတယ်ဟာလေလုယာသင်ကောင်းစားတာဖြစ်မယ်ဘုရားတာ၍ကောင်းကြီးပေးပါစေသင် promotion တွေရပြီးတော့မှအလုပ်လည်းအရန်ကောင်းတာဖြစ်မယ်တာ၍ကောင်းကြီးပေးပါစေဒါပေမဲ့အဲ့ဒီအရာကဘုရားငါ့ကိုအရန်ချစ်တာပဲဆိုတဲ့သက်သေလို့အဲ့ဒီအတွက်နဲ့ပဲမမြင်လိုက်ပါနဲ့တကယ်တော့ဖခင်ရဲ့မေတ္တာထပ်ထည့်စရာမလိုအောင်လက်ဝါးကားတိုင်းမှာပြည့်စုံသွားပြီဖြစ်တယ်ကားတိုင်းသက်သေကတင့်ကိုဘလောက်ချစ်တယ်လဲဆိုတာသက်သေပြနေတာဖြစ်တယ်ဘေးကလူပြောလိုက်မေတ္တာသက်သေကကောင်းကြီးမဟုတ်ဘူးမေတ္တာသက်သေကကားတိုင်းလို့ဟာလေလုယာအာမင်အဲ့ဒီတော့တချို့တွေကဘလို့ထင်လဲဆိုတော့အခက်တွေ့လာတဲ့အခါကောင်းကြီးတွေသိမ့်မရတဲ့အခါငါ့ကိုဖခင်ချစ်တာယော့သွားသလိုလို့ကိုကပဲဖះကိုချစ်တာရော့ဖះကပဲကိုချစ်တာသိမရှိတာလားအဲ့ဒါမှမဟုတ်ကိုကသိချစ်စရာမကောင်းတာလားဖះအတွက်မလုံနိုင်တာလားအဲ့လိုအထင်လွဲတတ်တယ်ဒါတွေတခုမှမဟုတ်ပါဘူးကားတိုင်းသက်သေကယေရှုရဲ့မေတ္တာသက်သေပဲဖြစ်တယ်ဟာလေလုယာယေရှုကိုဘလောက်ချစ်ပြီးဘလောက်တန်ဖိုးထားတယ်လဲဆိုတော့သူ့အသက်ကိုလက်ဝါးကားတိုင်းမှာပေးတဲ့အထိချစ်တာဖြစ်တယ်လို့အဲ့ဒီမေတ္တာသက်သေလို့ပြောတဲ့အခါမှာအပြောနဲ့မရအောင်လက်တွေ့ပါရတယ်ကျမတို့ချစ်ချင်းမြတ်တာလို့ပြောလိုက်လို့ရှင်တော်တော်များများခံစားချက်လို့အထင်အမြင်လွဲတတ်တယ်ခံစားရလား I feel or not you feel or not feel ဆိုရင်အဲ့ဒါချစ်တယ်ခံစားရတယ်လို့ချစ်ချင်းမြတ်တာကိုခံစားချက်တက်လို့အထင်လွဲတတ်ကြတယ်ဟောဆရာမအသက်ကြီးလို့မထင်လိုက်ပါနဲ့မထင်တကယ်တော့တမန်ကျမ်းစာအရာကချစ်ချင်းမြတ်တာဟာခံစားချက်ထက်ပိုပါတယ်ချစ်ချင်းမြတ်တာကလှုပ်ဆောင်ချက်ဖြစ်တယ် Love is an actionဖခင်ကကောင်းကင်မှာပဲထိုင်ပြီးတော့မှအယံခံစားပြီးဒီလူတွေတော့ငါချစ်လိုက်တာဆိုပြီးခံစားရရင်တင်ဘာမှဖြစ်လာမှာမဟုတ်ဘူးဒါပေမဲ့ကောင်းကင်အဖကတင်တဲ့ကျွန်ုပ်ကိုချစ်လို့သားတော်ကိုပေးခဲ့တာဖြစ်တယ် Hallelujah love is an action ချစ်ချင်းမြတ်တာဆိုတာလှုပ်ဆောင်မှုဖြစ်တယ် action ဖြစ်တယ်လှုပ်ရက်တစ်ခုဖြစ်တယ်ကောင်းကင်အဖကချစ်လို့သားတော်ကိုပေးခဲ့တယ်သားတော်ကြတော့ချစ်လို့သူကိုယ်တိုင်လောကကိုကြွလာခဲ့တယ်ဘေးကလူပြောလိုက်နင်ချစ်ရင်ဘာလုပ်မလဲဒါကြောင့်ချစ်ချင်းမြတ်တာဆိုတာခံစားချက်တစ်ခုမဟုတ်ဘူးချစ်ချင်းမြတ်တာဆိုတာ action ဖြစ်တယ်နှုတ်ကပတ်တော်ထဲမှာပြောထားတဲ့ချစ်ချင်းမြတ်တာလောကကပြောနေတဲ့ချစ်ချင်းမြတ်တာ ਨੇ မတူပါဘူးလို့ကျမတို့လေလက်ခပိုကောင်းတာရလို့ရှိရင်ညင်းမဲ့သူရှိလားအလုပ်လဲကောင်းတာဗောအလုပ်လဲကောင်းအေးတော်တော်မြတ်တာပဲဖြေလိုက်တာအလုပ်ကလည်းကောင်းမကောင်းတဲ့အလုပ်ဖြစ်တယ်ပိုလက်ခတိုးမယ်လက်ခပိုကောင်းတယ်လို့ကျင်တာဗောဒါမှမဟုတ်လို့ရှိရင်ပို့ပြီးယာထုတိုးမယ်လူကျင်တာပေါ့ဒါမှမဟုတ်အစားအသောက်တောင်မှပိုကောင်းတာစားကျင်တယ်မဟုတ်ဘူးလားပိုကောင်းတာပိုမြတ်တာပိုလူကျင်တယ်ဒီနေ့တာ၍မြတ်တော်အရာအကြောင်းကိုစဉ်းစားကျင်တယ်လို့ဖခင်ကသူ့သားသမီးအရောက်စီတိုင်းအတွက်တာ၍မြတ်တော်အရာကိုပြင်ဆင်ထားတာဖြစ်တယ်
ကောင်းသောအရာလေးနဲ့မကြင်လိုက်ပါနဲ့ကောင်းသောအရာနဲ့ပဲငါဘဝလေးကပြီးသွားမယ်လို့မစင်စားလိုက်ပါနဲ့တာ၍မြတ်သောအရာကိုရဖို့အတွက်စိတ်နှလုံးကိုပြင်ဆင်ရအောင်လို့ဟာလေလုယာအာမင်တာ၍မြတ်သောအရာဆိုတာဘာလဲဒီနေ့အဲ့ဒီအကြောင်းအရာလေးကိုစဉ်းစားခြင်းတယ်ဖခင်ကဆုကျေးဇူးတွေအများကြီးပေးထားတဲ့သိကောင်းတယ်ဖခင်ကစွမ်းရည်တွေအများကြီးပေးထားတဲ့ဒါလည်းသိကောင်းတယ်အလူတွေကိုအကျိုးဖြစ်တယ်လောကမှာနေတဲ့အခါအားလုံးအလိုအပ်တယ်စွမ်းရည်တွေစုကျေးဇူးတွေလောက်ကင်နိုင်တဲ့စွမ်းရည်တွေအရန်ကောင်းတယ်ဒါပေမဲ့ကျမ်းစာကဘာပြောလဲဆိုဒါတွေအားလုံးရှိပေမဲ့ချစ်ချင်းမေတ္တာမရှိလို့ရှင်အလကားပဲအဲ့ဒါလေးကိုနည်းနည်းလေးကြည့်ခြင်းတယ်တစ်ကောထဲကနေအစပြုလိုက်အောင်တစ်ကောခန်းကြီး73အငယ်73နဲ့စမယ်ယခုတွင်ယုံကြည်ခြင်းမျှော်လင့်ခြင်းချစ်ခြင်းဤသုံးပါးတည်လျက်ရှိဤသုံးပါးတို့တွင်ချစ်ချင်းမေတ္တာသည်အမျက်ဆုံးဖြစ်သည်တဲ့ခဏနေဦးယုံကြည်ခြင်းမျှော်လင့်ခြင်းချစ်ခြင်းနဲ့သုံးပါးရှိတယ်တဲ့ဒီသုံးခုအရေးကြီးလားထပ်ပြောပါအောင်အရေးကြီးလားအရန်အရေးကြီးတယ်ယုံကြည်သူတယောက်ဖြစ်လာဖို့နံပါတ်1ဘာလို့လဲယုံကြည်ခြင်းလို့တယ်ဘု து ကိုယုံတာလဲယေရှုကိုယုံတာဘလို့ယုံတာလဲယေရှုကိုအပြစ်တွေကိုလက်ဝါးကားထဲမှာအပြစ်ကြွေးဆက်ပြီးတော့မှ3ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်ပြီးယခုကျွန်ုပ်နဲ့အတူရှိနေတဲ့ဖခင်ဖြစ်တယ်ဆိုတာယုံကြည်ရတယ်ယုံကြည်ခြင်းနဲ့စရတယ်ယုံကြည်ခြင်းနဲ့ပဲဆက်သွားတယ်ယုံကြည်ခြင်းအရေးမကြီးဘူးလားသိအရေးကြီးတယ်လောကမှာအသက်ရှင်တဲ့တခြားလုံးယုံကြည်ခြင်းအရေးကြီးယုံကြည်ခြင်းကိုရှော့ပြောလိုက်တာမဟုတ်ပါဘူးဒါပေမဲ့ဒီကျမ်းပိုက်ထဲမှာယုံကြည်ခြင်းရှိတယ်မျှော်လင့်ခြင်းရှိတယ်အဲ့ဒီယုံကြည်ခြင်းလည်းဖခင်ပေးတာဖြစ်တယ်तू ကယုံကြည်ခြင်းအရန်ရှိတာပဲဖခင်ကိုဆုတောင်းပါဖခင်သခင်ကျွန်တော်ကိုယုံကြည်ခြင်းပေးပါဆုလဲဆုတောင်းယုံကြည်ခြင်းကိုလည်းပြုစုယုံကြည်ခြင်းကိုဖြစ်စေတာပါလေဖခင်ရဲ့စကားဖြစ်တယ်ယုံကြည်ခြင်းဟာကြားနာခြင်းအဖြစ်ကြားနာခြင်းဟာဖခင်ရဲ့စကားတော်အဖြစ်ဖခင်ရဲ့နှုတ်ကပတ်တော်မဖတ်ဘဲနဲ့ဖခင်ရဲ့နှုတ်ကပတ်တော်ကိုနားမထောင်ဘဲနဲ့ဖခင်ရဲ့နှုတ်ကပတ်တော်လို့ပြောတဲ့အခါမှာတမန်ကျမ်းစာကိုပြောတယ်အဲ့တမန်ကျမ်းစာကိုမဖတ်မရွတ်မလေ့လာဘဲနဲ့ယုံကြည်ခြင်းပိုကြီးဖို့ပိုမြင့်ဖို့ယုံကြည်ခြင်းခိုင်ခန့်ဖို့သိမမျှော်နဲ့အာမင်လူတိုင်းလုံနိုင်တယ်နှုတ်ကပတ်တော်အဖြစ်ဆိုယုံကြည်ခြင်းအရေးကြီးတယ်ပြီးတော့မျှော်လင့်ခြင်းယေရှုခရစ်တော်ကကျွန်တော်တို့ရဲ့မျှော်လင့်ခြင်းဖြစ်တယ်အာမင်လောကကဘလို့အခြေအနေဖြစ်နေပါစေယေရှုခရစ်မှာကျွန်တော်တို့မျှော်လင့်ခြင်းရှိတာဖြစ်တယ်ဆိုတော့ယေရှုခရစ်ကကိုယ့်ရဲ့မျှော်လင့်ခြင်းချစ်ခြင်းယေရှုခရစ်ကကျွန်တော်တို့ရဲ့ချစ်ခြင်းဖြစ်တယ်ဒါပေမဲ့ဒီသုံးခုမှာဘာဖြစ်လို့ချစ်ခြင်းမေတ္တာကအမျက်ဆုံးလို့ပြောတာလဲပိုကောင်းလို့ပိုမြတ်လို့ဟိုယုံကြည်ခြင်းနဲ့မျှော်လင့်ခြင်းတိတ်အရေးမကြီးဘူးဒီလိုပြောတာမဟုတ်ပါဘူးဒါပေမဲ့ကောင်းကင်ရောက်တဲ့အခါမှာကျွန်တော်တို့ယုံကြည်ခြင်းဟာမျှော်လင့်တဲ့အရာကိုမျက်မှောက်ပြုခြင်းကောင်းကင်ရောက်သွားပြီဆိုတော့ယုံကြည်ခြင်းမလိုတော့မျှော်လင့်ခြင်းလည်းမလိုတော့ချစ်ခြင်းမေတ္တာပြည့်စုံတဲ့အရာဖြစ်တယ်ချစ်ခြင်းမေတ္တာရှိနေတယ်ကောင်းကင်ဟာမေတ္တာပြည့်စုံရာအရာဖြစ်တယ်ဖခင်ကိုစွမ်းရှိမြတ်ဉာဏ်စွမ်းရှိမြတ်အကျွမ်းမဲ့ချစ်နေတဲ့အရာဖြစ်တယ်အချင်းချင်းလည်းပဲအကျွမ်းမဲ့ချစ်နေတဲ့အရာဖြစ်တယ်ဟာလေလုယာမေတ္တာနဲ့ပြည့်စုံတဲ့အနေရာဟာကောင်းကင်ဖြစ်တယ်ဆိုတော့ထာဝရတည်တဲ့အရာဟာချစ်ချင်းမေတ္တာဖြစ်တယ်ဒါကြောင့်ချစ်ချင်းမေတ္တာအမျက်ဆုံးတဲ့ယုံကြည်ခြင်းရှိတာသိကောင်းတယ်မျှော်လင့်ခြင်းပြည့်တာလည်းသိကောင်းတယ်ဒါပေမဲ့ချစ်ချင်းမေတ္တာမရှိရင်တင်တစ်ခုလိုသေးတယ်အဲ့တာ၍မြတ်တဲ့အရာကိုအရာရာမှာထည့်ရအောင်ကျမတို့ဟင်းချက်တဲ့အခါမှာအကုန်လုံးစုံတယ်ဟာဒါကပဇွန်တွေကလည်းအကောင်စားရှယ်အကြီးစားရွေးပြီးတော့မှတေချာလုတ်ထားတာရှယ်ချက်ထားတာဒါပေမဲ့စားမပိုင်စားလို့ကောင်းလားမစားချင်ဘူးအဲ့စားအဲ့ဒီဟင်းကိုမစားချင်တော့ဟင်းနေတခါတည်းတာလဘောတွေရှယ်ချက်ထားတာစားချင်စရာပဲအနက်အရတာနဲ့ပြည့်စုံတယ်တခုပဲလိုတာစားမပါဘူးစားချင်သေးလားမစားချင်တော့ဘာဖြစ်လို့လဲစားထဲမှာအရသာရှိတယ်အဲ့ဒီလိုပဲကိုလှုပ်လေရာပြုတ်လေရာမှာချစ်ချင်းမေတ္တာမပါလို့ရှိရင်အရသာမရှိတဲ့လူရလူဖြစ်တယ်အတိတ်ပဲမရှိတယ်လို့ဖြစ်တယ်ဆိုချစ်ချင်းမေတ္တာကအမျက်ဆုံးတယ်ဘာကအမျက်ဆုံးလဲဘယ်လူကိုပြောလိုက်ချစ်ချင်းမေတ္တာမချို့တဲ့စေနဲ့လို့ဒီနေ့ချစ်ချင်းမေတ္တာလို့ပြောတဲ့အခါမှာလေကဘာကမေတ္တာအကြောင်းပြောတာအများဆုံးပဲနော် Facebook မှာတခုခုတင်လိုက်ရင်ဘာတွေလဲဟာရှိတ်ပဲဟုတ်လားမဟုတ်လားမသိဘူး तू ဟာရှိတ်ရင်ပို့ဒါမှမဟုတ်လို့ရှင်ကျမတို့ message ပို့လိုက်လို့ရှင်ဟုတ်မဟုတ်မသိဘူးဘာခါတဲ့ like ပေါ့လေ like ဒီလိုလေးအရန်ကိုလွယ်တယ်ဒါပေမဲ့အရန်ချို့တဲ့နေတဲ့အချိန်လည်းဖြစ်တယ်မေတ္တာချို့တဲ့နေတဲ့အချိန်ဒါပေမဲ့ဒီနေ့ဖျားပြောတဲ့မေတ္တာကိုကျမတို့စိတ်နှလုံးထဲသွင်းရအောင်လို့နောက်ထပ်ကျမ်းပိုက်ကလေးတစ်ခုကြည့်ခြင်းတယ်တစ်ကောခန်းကြီး73အငယ်1မှာငါသည်လူဘာသာစကားကို၎င်းကောင်းကင်တမန်ဘာသာစကားကို၎င်းပြောနိုင်တော်လဲမေတ္တာမရှိလင်အတန်မီသောသဘိုးကရာကဲ့သို့၎င်းတီးတန်ကိုတာပေးတတ်တော်လင်းကွင်းကဲ့သို့၎င်းဖြစ်၏တဲ့စုကျေးဇူးတွေအများများတယ်
လူဘာသာစကားလည်းပြောနိုင်တယ်ကောင်းကင်တမန်စကားဆိုလိုတာဝိညာဉ်တော်ကမဆလို့တခါတည်းသူ့မှာစုကျေးဇူးတွေအများကြီးရှိတယ်မကောင်းတာမဟုတ်သိကောင်းတယ်ဒါပေမဲ့မေတ္တာကင်းရင်မေတ္တာမပါရင်ဖခင်ကသူနဲ့တဒံတဲ့တညီတဲ့ဖြစ်အောင်လူကိုချီးမြှောက်ထားတာမေတ္တာမပါဘဲနဲ့စုကျေးဇူးတွေအများကြီးရှိတယ်ဆိုရင်ဘလို့ဖြစ်သွားလဲဆိုအဆင့်ကကျသွားတယ်အတန်မီတဲ့တဘိုးခရာပဲဖြစ်သွားတယ်ကရိယာတစ်ခုလို့သူရိယာတစ်ခုလို့အတန်တစ်ခုပဲဖြစ်သွားတယ်သီးတန်ကိုဒါပေးတတ်တဲ့လင်းကွင်းလိုပဲတဲ့မေတ္တာမပါပဲပြောတဲ့စကားကလင်းကွင်းတန်မေတ္တာမပါပဲပြောလိုက်တဲ့အရာကတဘိုးခရာတန်အဲ့လိုဖြစ်သွားတယ်အဲ့တော့မေတ္တာမပါပဲနဲ့စုကျေးဇူးတွေဘလောက်ပဲရှိပါစေဘလောက်အစေခံဘလောက်လှုပ်ဆောင်ဘလောက်ကြိုးစားနေပါစေဘလောက်ရလဲဖျားရှိမှာ0တာ၍မြတ်တဲ့အရာထည့်လိုက်ဖို့မမေ့နဲ့အစေခံတာသိကောင်းတယ်စုကျေးဇူးတွေသိကောင်းတယ်အစွမ်းရည်တွေသိကောင်းတယ်နော်ဖျားပေးတဲ့talent တွေအရင်ကောင်းတယ်အစွမ်းရည်တွေသိကောင်းတယ်လိုအပ်ပါတယ်ဒါပေမဲ့မေတ္တာမပါရင်အချင်းကြီးပဲမေတ္တာလေးထည့်လိုက်ဖို့မေတ္တာမပါဘဲနဲ့လှုပ်တဲ့ဟာကလေတက်မဲ့သူရိယာတွေလို့အဲ့လောက်ပဲဖြစ်သွားတယ်ဘာမှတန်ဖိုးမရှိဘူးဖြစ်သွားတယ်ဒါကြောင့်အရာရာမှာမေတ္တာထည့်ဖို့လိုတယ်အိမ်ထောင်တွေမှာမေတ္တာလိုတယ်ဇနီးမောင်နှံမှာမေတ္တာလေးငါတို့အရာချစ်ပြီးငါတို့ဇနီးမောင်နှံအရာချစ်ပြီးမေတ္တာမလိုတော့ဘူးဆိုတဲ့ဇနီးမောင်နှံရှိရင်ခေါ်ခဲ့ပါအောင်အင်တာဗျူးလေးပါလေးလုပ်မလို့လိုတယ်မဟုတ်ဘူးလားဇနီးမောင်နှံမေတ္တာလိုတယ်မိဘနဲ့သားသမီးလိုတယ်မိသားစုထဲမှာလိုတယ်မေတ္တာကပို့တာမရှိပါဘူးဒါပေမဲ့ဒီနေ့ပြောနေတဲ့မေတ္တာဖခင်ရဲ့မေတ္တာဖြစ်တယ်နောက်ထပ်ကျမ်းပိုက်ကလေးတစ်ခုထပ်ကြည့်ကျင်သေးတယ်ယောမ7:9မှာဒီကျမ်းပိုက်ကလေးကိုတေးချာလေးဖတ်စေခြင်းတယ်မေတ္တာကိုအ내အထိပ်ပဲဖွင့်ထားတာကျမတို့ကတစ်ကော73ထဲမှာအများအဖြစ်နားလည်ထားတယ်ဒါပေမဲ့ဒီယောမ7:9မှာလည်းတစ်ချက်ကလေးထည့်ထားတာရှိလို့ကျွန်မအဲ့ဒါလေးကိုကြားစေခြင်းတယ်မေတ္တာစိတ်သည်လျှို့ဝှက်ခြင်းနဲ့ကင်းစေလောစိုးညစ်သောအမှုကိုဆက်ဆုပ်ယွန်ရှာကြလောကောင်းမွန်သောအမှု၌မိဝဲစည်းကပ်ကြလောတဲ့မေတ္တာကဘာကင်းရမယ်တဲ့လေလျှို့ဝှက်ခြင်းကင်းရမယ်တဲ့စိုးညစ်တဲ့အမှုကိုဆက်ဆုပ်ယွန်ရှာရမယ်ကောင်းမွန်တဲ့အမှုမှာမိဝဲစည်းကပ်ရမယ်ဆိုတော့တကယ်တော့ချစ်ချင်းမေတ္တာလို့ပြောလိုက်လို့ရှိရင်လေကျမတို့ကဒီလိုအထင်လွဲကလေးကိုချစ်ရင်လေမရိုက်နဲ့ဟောကလေးကိုမချစ်အလိုလိုက်तू ကလိုချင်နေတာကျွေးလိုက်ပါလားပေးလိုက်ပါလားအလိုလိုက်အကြိုက်ဆောင်တာကိုချစ်တယ်လို့အထင်လွဲတတ်ကြမအဆိုးတဲ့အမှုကိုဘယ်လိုလုပ်ရမလဲဆက်ဆုပ်ယွန်ရှာတာချစ်ချင်းမေတ္တာဖြစ်တယ်ဟာလေလုယာဖခင်ကကောင်းမြတ်တဲ့ဖခင်ဒါကြောင့် evil မကောင်းသောအမှုကိုမပျော်မွေ့ဘူးဆက်ဆုပ်ယွန်ရှာတယ်ပြီးကောင်းသောအမှုမှာမိဝဲစည်းကပ်တယ်ဒါလေးကိုပိုရှင်းသွားအောင်လေကျွန်မမြန်မာလိုပဲတခြားဘာလဲဘာသာပြန်ထားတဲ့ဟာလေးတွေကိုလည်း GHB ကိုလည်းကျွန်မထည့်ထားတယ်ဖတ်ကြည့်အောင်နော်ဟာမဆောင်ပဲချစ်ကြလောအစိုးကိုယွန်ရှာ၍အကောင်းကိုမိဝဲလေတဲ့ဘေးကလူကိုပြောလိုက်ဟာမဆောင်ပဲချစ်လို့အလုတ်ထဲမှာလုတ်ဖို့ဆောင်ဖက်ကိုပြုံးပြလိုက်တယ်ရင်ထဲကတော့တမျိုးရင်ထဲကပြောလိုက်တဲ့စကားနဲ့မျက်နှာပေးလိုက်တဲ့မျက်နှာပေးရမတူမျက်နှာပြုံးပြီးပေးလိုက်တာရင်ထဲကတော့အောက်မလေးတော့သွားပြီသူနဲ့အတူတူအလုပ်လုပ်ရမှာဟန်မဆောင်ပဲချစ်ပါဖျားကောင်းကြီးပေးပါစေအာမေဟန်ဆောင်ပြီးချစ်တဲ့အခါကြီးဘလောက်တောင်များသလဲဟန်မဆောင်ပဲချစ်တဲ့မြတ်တာကိုသင်ကိုယ်တိုင်ထဲကမစီစဉ်နိုင်ဘူးဖယားပဲစီစဉ်ပေးနိုင်တယ်ဖယားကအဲ့ဒီမြတ်တာကိုသွန်လောင်းပေးမှဖြစ်တယ်ဖယားကိုပြောပါဖယားသခင်ကျွန်တော်ကိုကျွန်မကိုမြတ်တာနဲ့တာ၍ပြည့်စေပါလို့အာမင်ဒီနေ့အသင်းတော်တွေမြတ်တာနဲ့ပြည့်ရင်ဘလောက်ပြောစရာကောင်းမလဲအိမ်ထောင်တွေမြတ်တာနဲ့ပြည့်ရင်ဘလောက်ပြောစရာကောင်းမလဲဇနီးမောင်နှံတွေထဲမှာလည်းဟန်ဆောင်တွေရတယ်ဆိုရင်အစင်မပြေတော့ဟန်မဆောင်ပဲချစ်အောင်ဟာလေလုယာကိုတည့်ရဲ့မြတ်တာဟန်ဆောင်စရာမလိုတဲ့မြတ်တာဖြစ်ပါစေဖခင်ရဲ့မြတ်တာယေရှုကလေဖာရိရှဲတွေကိုတွေ့တဲ့အခါမှာအုတ်ကူတုတ်ထားတဲ့မဟုတ်ဘူးအဖြူတုတ်ထားတဲ့အုတ်ကူတုတ်ထားတဲ့မဟုတ်ဘူးအဖြူတုတ်ထားတဲ့အုတ်ကူပြောရဲ့လားအာနာစရာပဲနော်အိုးခါတဲ့ဘာသာရေးအတိုင်းဝိုင်းမှာဆိုခါတဲ့လူတွေကချီးမြှောက်ပြီးတော့မှဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါဆရာပြောတာလေဒါပေမဲ့ယေရှုကသူတို့ရဲ့နှလုံးသားကိုတွေ့တဲ့အခါမှာငရဲသွားမဲ့သူတွေနှောင်တရဖို့လိုတယ်အဲ့ဒီတော့မေတ္တာနဲ့ပြောလိုက်တာအဖြူတုတ်တဲ့အုတ်ကူတဲ့အဲ့လိုလဲသွားမပြောနဲ့အဲ့လိုကျမတို့ကကြတော့မကြည်တဲ့သူကိုတိတ်မကြိုက်တဲ့သူကိုအတော်ပဲဒါဆိုပြီးတော့ငါမေတ္တာနဲ့ပြောတာဆိုပြီးတော့မှအခါတဲ့ပြောတတ်တယ်အဲ့လိုမဟုတ်ပါဘူးကိုယ်နှလုံးသားကိုယဉ်စစ်ဖို့လိုတယ်ဘုရားသခင်သူ့ကိုယေရှုချစ်တဲ့ကဲ့သို့ချစ်နိုင်တဲ့သူဖြစ်ဖို့ဟာလေလုယာယေရှုလူတွေကိုတန်ဖိုးထားတဲ့အတိုင်းတန်ဖိုးထားတဲ့ယေရှုကအဲ့ဒီဖာရိရှဲတွေအတွက်
လက်ဝါးကားတိုင်းတက်မှာအဲ့ဒီဖာရီရှဲတွေအတွက်အသက်ပေးမှာအဲ့ဒီဖာရီရှဲတွေကသူ့ကိုမယုံကြည်နိုင်သေးဘူးသူ့ကိုမယုံကြည်အောင်သူတို့မျက်ကွယ်ပြုတ်ထားတာဟန်ဆောင်ခြင်းဖြစ်နေတယ်ဟန်ဆောင်တာအဲ့တော့ဟန်ဆောင်တဲ့အချစ်ကအယံကိုစိုးပါတယ်လို့ဒါကြောင့်တငယ်ချင်းတွေဟန်ဆောင်ပြီးမချစ်ပါနဲ့လို့တကယ်ချစ်လိုက်ပါလို့ဟာလေလုယာဇနီးမောင်နှံတွေဟန်ဆောင်ပြီးမချစ်ပါနဲ့တကယ်ချစ်လိုက်ပါအာမင်မေတ္တာနဲ့ပြည့်တဲ့အိမ်ထောင်တွေဖြစ်ဖို့ဘုရားသခင်ကောင်းကြီးပေးပါစေမေတ္တာနဲ့ပြည့်တဲ့အလုပ်ထဲမှာဘလောက်တောင်ပျော်စရာကောင်းမလဲဘုရားကျောင်းတွေထဲမှာအသင်းတော်တွေထဲမှာမေတ္တာနဲ့ပြည့်ရင်ဘလောက်တောင်နေစရာကောင်းမလဲဒါကြောင့်အိမ်ထောင်ကမေတ္တာစစ်မှန်တဲ့မေတ္တာဟန်ဆောင်ခြင်းကင်းတဲ့မေတ္တာနဲ့ပြည့်ရမယ်လို့ဖခင်ကပြောတဲ့အခါမှာဟိုအဲ့ဒီအိမ်ထောင်မေတ္တာနဲ့ပြည့်တဲ့အိမ်ထောင်ဟာကောင်းကင်ဘုံကဲ့သို့ဟာလေလုယာကောင်းကင်ဘုံကဲ့သို့ဖြစ်ဖို့ဖခင်ကရည်ရွယ်ထားတာဖြစ်တယ်လို့အိမ်ထောင်များကိုဖခင်ကောင်းကြီးပေးပါစေအာမင်နောက်ထပ် translation တစ်ခုကိုကြည့်ကျင်သေးတယ်ဒါစံချိန်မိတင်တယ်နော်ချစ်ချင်းမေတ္တာသည်ဟန်ဆောင်မှုနှင့်ကင်းရမည်မကောင်းသောအရာကိုယွမုန်း၍ကောင်းသောအရာကိုတွေ့တာကြလောသင်တွေ့တာနေတာပါလေမေးလိုက်အောင်မယ်ဟာမနက်ကစုံစမ်းတယ်မကောင်းတဲ့အရာကိုတွေ့တာဖို့ဒါကြောင့်သင်ရဲ့မျက်လုံးဘာကိုကြည့်တတိထားရတယ်နော်သင်ရဲ့နာဘာကိုနားထောင်တယ်တတိထားရတယ်မကောင်းတဲ့အရာမတန့်ရှင်းတဲ့အရာကိုတွေ့တာဆွဲလန်းဖို့အတွက်စာရန်ကစုံစမ်းတယ်ဒါပေမဲ့ကျမ်းစာကဘာပြောလဲကောင်းသောအရာကိုတွေ့တာပါတဲ့ဟာလေလုယာဖခင်ကောင်းမြတ်လိုက်တာဖခင်ကြီးမြတ်လိုက်တာဖခင်ကလေငါ့ကိုအယမ်းချစ်တာငါကလေအမြဲတမ်းအချစ်ခံရတဲ့သူအဲ့ဒါတွေကိုစဉ်းစားတာကောင်းလားအဲ့ဒီကောင်းတဲ့အရာကိုတွေ့တာနေတဲ့တကူဖြစ်ပါစေတွေ့တာတယ်ဆိုတာပါဆွဲလန်းနေတာအမြဲတမ်းနှလုံးထဲမှာစိတ်နှလုံးထဲမှာထည့်ထားတာအမြဲတမ်းကိုယ့်ရဲ့အတွေးစိတ်ကူးထဲမှာထည့်ထားတာမိကိုလေးမေးခြင်းတယ်တင်အမြဲတမ်းစဉ်းစားနေတာပါလေတင်ချိန်လုံးတွေ့တာနေတာဆွဲလန်းနေတာပါလေတင်စိတ်နှလုံးထဲမှာအဲ့ဒီအတန်လေးကြားလိုက်ရင်လက်ကြည့်ခြင်းတယ်ကွာအဲ့ဒါပါလေအဲ့ဒီအရာကောင်းတဲ့အရာဖြစ်ပါစေဟာလေလုယာအာမင်ကောင်းတဲ့အရာကိုတွေ့တာပါတဲ့တချို့ကငပိကိုတွေ့တာငပိအနံ့လေးများမရလိုက်နဲ့ခေါင်းကိုဆယ်ပြန်လဲပြီးကြည့်ပါလေဘာဖြစ်လို့လဲဆွဲဆောင်အားရှိတယ် तू တွေ့တာနေတာနော်တွေ့တာနေတာဘိုက်အတွက်တွေ့တာနေတာကျမတို့အတွင်းလူအတွက်တွေ့တာနေတာချစ်ချင်းမေတ္တာဖြစ်ပါစေမေတ္တာရှိတဲ့နေရာမှာကိုပျော်မွေ့တယ်မေတ္တာမရှိတဲ့လုပ်ရက်တွေကိုတွေ့တဲ့အခါမှာကြည်ကွဲတယ်အဲ့ဒီအတွက်ဆုတောင်းရမယ်အဲ့ဒီအတွက်ငါဝန်တာထားပြီးကိုစားပြုရမယ်ဘာကြောင့်လဲမေတ္တာမရှိတဲ့နေရာမှာမနတ်အလုပ်လုပ်တယ်မေတ္တာရှိတဲ့နေရာမှာဖခင်သခင်ရဲ့ဝိညာဉ်တော်အလုပ်လုပ်လို့ရတယ်ဟာလေလုယာအာမင်အဲ့တော့မကောင်းသောအရာကိုဘာလုပ်ရမလဲမကောင်းသောအရာကိုယွံမုန်းတယ်ယွံမုန်းတတ်လားကျွန်တော်တို့ကချစ်တတ်တယ်မမုန်းတတ်ဘူးအာလူလျှောက်ရိုက်မလဲကျမတို့ကလေမမုန်းတဲ့ဆိုတဲ့ဟာကိုမုန်းတယ်လူကိုမမုန်းရအောင်လူကယေရှုအသက်ပေးပြီးချစ်တာအခုချာလီခတ်ကိုကြည့်တဲ့အခါမှာလေသူရမ်းတော်တယ်သူရမ်းထက်တယ်ဒါပေမဲ့သူကြံခဲ့တာအခုလူတွေအချီးမွမ်းဆုံးကသူ့ရဲ့အရမ်းတော်တဲ့ဗာလေဒီလိုညှင်းခုန်နိုင်တဲ့စွမ်းရည်မဟုတ်သူ့ရဲ့မေတ္တာသူ့ဇနီးကိုဘယ်လောက်ချစ်တယ်လဲသားသမီးတွေကိုဘယ်လောက်ချစ်တယ်မိသားစုကိုဘယ်လိုအချိန်ပေးတယ်လဲနောက်ပြီးသူ့ကိုတခါတည်းတိုက်ခိုက်ခြင်းလို့လေညှင်းခုန်ခြင်းလို့သူ့ကိုမခံခြင်းအောင်တခါတည်းမိကွန်းနဲ့ထုတ်ပြီးတော့မှဆွတ်ဆွဲတဲ့သူအဲ့ဒီသူတွေအနောက်မှာသူဘာပြောလဲသူကတော်တော်ကိုအထီးကျန်တဲ့သူဖြစ်မယ်တဲ့သူကတော်တော်ကိုအထီးဘဝမှာအထီးနာခဲ့တဲ့သူဖြစ်မယ်ဒါကြောင့်သူကဒီလိုစကားမျိုးပြောတာမေတ္တာတန်ပဲကြားရတယ်ဟာလေလုယာလူမရှိတော့ဘူးမေတ္တာတန်ကြံခဲ့တယ်ကိုယ်အသက်တာမှာခြံခဲ့တာမေတ္တာတန်ဖြစ်ပါစေမေတ္တာလုပ်ရက်တွေခြံခဲ့ပါဟာလေလုယာမေတ္တာကအလိုလိုက်အကြိုက်ဆောင်တာမဟုတ်ဘူးကောင်းသောအရာကောင်းသောလမ်းထဲကိုမေတ္တာအပြည့်နဲ့ခေါ်ဆောင်ခြင်းလမ်းပြခြင်းဟာမေတ္တာဖြစ်တယ်ဟာလေလုယာကောင်းသောအရာကိုတွေ့တာမကောင်းသောအရာကိုယွမုန်းတာမကောင်းတဲ့အရာကိုဘာလုပ်ရမလဲမကြိုက်တာမဟုတ်ဘူးနော်ယွမုန်းရမယ်တက်ထပ်ပြောပါအောင်ဘယ်လိုလုပ်ရမလဲယွမုန်းရမယ်မုန်းတဲ့အရာဆိုကြည့်လားတယောက်ကဘာပြောလဲဆိုတော့သူကတော့အနောက်နိုင်ငံကလာတဲ့ဆရာလေးနော်ဆရာဆိုတော့ကျွန်တော်တို့ကအရှိတိုင်းလာပြီဆိုတော့ဒူရင်တီအရန်ကြွေးချင်တာအဲ့တော့ဒူရင်တီအများကြီးတွေးတဲ့ခါကျတော့ဒူရင်တီသွားစားရအောင်ဆိုတော့သူကကျုပ်ကနေထွက်သွားတယ်မသွားဘူးတဲ့ငါအရာမကြိုက်ဘူးတဲ့အဲ့နန့်ကြီးကိုတဲ့သူကပြောပြီးတော့မှအားနာသွားတယ်အော် sorry တဲ့မကိစ္စမရှိပါဘူးလို့သူကအဲ့အနန့်ကိုလုံးဝအဲ့ဒူရင်တီအနန့်ကိုသူကမုန်းတယ်အဲ့တော့အဲ့နောက် तू မသွားဘူးအကြောက်ကံကို तू ညင်းတာကျမတို့အပြစ်ကိုမုန်းလို့ရှိရင်
အဲ့ဒီလိုညင်းမှဖြစ်တယ်အပြစ်ကိုယွံမုန်းတဲ့တင်ဖြစ်ပါစေမကောင်းသောအရာကိုယွံမုန်းတဲ့တင်ဖြစ်ပါစေလူချင်းခက်ရန်ဖြစ်ပွားခြင်းကိုယွံမုန်းတဲ့တင်ဖြစ်ပါစေဟာလေလုယာဖခင်ရဲ့နာမကိုရှုံချခြင်းကိုယွံမုန်းတဲ့တင်ဖြစ်ပါစေအာမင်ဆိုတော့ဒီနေ့မနက်ကအပြစ်ကိုမကြိုက်တာကို तू တိတ်စိတ်ထဲမထဲဘူးဒါပေမဲ့ယွံမုန်းတဲ့သူကိုတော့ तू ကတိတ်ပြီးတော့မှကတ်လို့မရဘူးဒီနေ့အပြစ်ကိုယွံမုန်းရအောင်ဟာလေလုယာဆိုတော့ဘလို့ချစ်ရမလဲဟန်ဆောင်မှုကင်းမဲ့တဲ့မြတ်တာဆုတောင်းပါတခါတလေကြတော့လေဒီတယောက်ကတခါလဲမဟုတ်နှစ်ခါလဲမဟုတ်10ခါလဲမဟုတ်20ခါလဲမဟုတ်အများများနေပြီဖခင်เจ้าကခွန်းလို့ပါပြောလိုက်တိုင်း तू ပါတယ်ခွန်းကလည်းအချိန်ပြီးသွားပြီနောက်လာလုတ်တဲ့အခါကျတော့မတတ်နိုင်တော့နော်အဲ့တော့ဟန်ဆောင်ပြုံးလေးနဲ့ပဲအဲ့ဒီလိုဖြစ်နေတယ်ဆိုရင်အစာရှောင်ဆူတောင်းပါလားဆူတောင်းအချိန်ယူပါလားတေးချအချိန်ယူဖျားသခင်ဟန်ဆောင်ခြင်းမပါတဲ့မေတ္တာနဲ့သူ့ကိုချစ်နိုင်ဖို့ကျွန်တော်ကိုမဆပါသင်ဘယ်နှခါဆူတောင်းဖို့လဲချစ်ချင်းမေတ္တာရဖို့အစာရှောင်ဆူတောင်းဖို့လို့ကျွန်တော်တို့အစာရှောင်ဆူတောင်းလို့ပြောလိုက်လို့ရှိရင်ဘာအတွက်ဆူတောင်းကြလဲအလုပ်ပတ်စံအိမ်ထောင်ဖန်နောက်ပါရှိသေးတယ်အရေးကြီးတဲ့အရာတွေပေါ့အဲ့ဒါဆိုတော့ဒီနေ့ဖခင်ရဲ့ချစ်ချင်းမေတ္တာကျွန်တော်လိုတယ်ကျမလိုတယ်အစာရှောင်ဆူတောင်းပါလားဖခင်နဲ့အချိန်ယူဆူတောင်းပါလားဘာလို့လဲဆိုတော့ချစ်ချင်းမေတ္တာဟာတာရွေ့မြတ်တဲ့အရာဖြစ်တယ်အဲ့ဒီတာရွေ့မြတ်တဲ့အရာကိုယ့်အသက်တာထဲမှာရှိမကောင်းလားမင်္ဂလေးတွေကိုမေးလိုက်ဒီမှာအချောအလှတွေကြီးတယ်ပဲဒီထက်ပိုပြီးအသားရည်လှသွားမယ်ပိုလှမယ်မလို့ချင်ဘူးလို့ပြောတဲ့လူရှိမယ်လို့ထင်လားလိုချင်တယ်ယောက်ျားလေးတွေတောင်လိုချင်တယ်တဲ့မိန်းကလေးတောင်မဟုတ်တော့နော်လိုချင်တယ်ဘာဖြစ်လို့လဲကောင်းတဲ့အရာဖြစ်လို့ပိုကောင်းတဲ့အရာဖြစ်လို့ဒီနေ့ယောမအထဲမှာပြောထားတယ်မေတ္တာကိုတစ်ချက်ကလေးပဲအတိတ်ပဲဖွင့်လိုက်တာဟန်ဆောင်ခြင်းကင်းမဲ့ဆိုတာချစ်စမ်းပါကိုညီကိုမောင်မတွေကိုခရစ်တော်နဲ့ညီကိုမောင်မတွေကိုဟန်ဆောင်ခြင်းကင်းမဲ့ဆိုတာချစ်အောင်ကိုယ့်ရဲ့မိသားစုမှာမေတ္တာစစ်နဲ့ချစ်တဲ့သူတွေဖြစ်ပါစေလူရဲ့မေတ္တာနဲ့မဖြစ်နိုင်လူရဲ့ချစ်ချင်းမေတ္တာတကူကောင်းဆက်တယ်ငါပေါ်ကောင်းရင်ငါကောင်းမယ်ငါပေါ်မကောင်းလို့ရှိရင်ငါနှစ်ခါပြန်ပြီးတော့မှ तू မှတ်သွားအောင်तू မှတ်လောက်သားလောက်ဖြစ်သွားအောင်လုပ်ပေးရမယ်အဲဒီလိုလေးပြောဒီလိုမဟုတ်ယေရှုရဲ့မေတ္တာကအဖို့ခပေးတဲ့မေတ္တာဖြစ်တယ်အနစ်နာခံတဲ့မေတ္တာဖြစ်တယ်သူ့အကျိုးကိုကြည်တဲ့မေတ္တာဖြစ်တယ်ဟာလေလုယာအာမင်ကျွန်တော်တို့တစ်ကော73ကိုလည်းတစ်ချက်လေးကြည့်လိုက်မယ်တစ်ကော73 4နဲ့8ကကြီးမှာအတူတူဖတ်ရအောင်မေတ္တာသည်စိတ်ရှည်တတ်၏ယေရှုပြုတတ်၏မေတ္တာသည်ဂုဏ်ပြိုင်ခြင်းမရှိဝါကြွားခြင်းမရှိမာနမရှိမလျောက်ပတ်စွာမကျင့်တတ်ကိုအကျိုးကိုမရှာတတ်ဒေါသအမျက်မထွက်တတ်အပြစ်ရှိသည်ဟုမထင်တတ်မတရားသောအမှု၌ဝမ်းမြောက်ခြင်းမရှိတတ်တမန်တရား၌ဝမ်းမြောက်တတ်၏ခတ်သိမ်းသောအရာကိုဖုံးအုပ်တတ်၏ခတ်သိမ်းသောအရာကိုယုံတတ်၏ခတ်သိမ်းသောအရာကိုမျှော်လင့်တတ်၏ခတ်သိမ်းသောအရာကိုသီးခံတတ်၏မေတ္တာသည်ဖောက်ပြန်ခြင်းတဘောနှင့်အစဉ်ကင်းလွတ်၏မေတ္တာဖယားကဲ့သို့သောမေတ္တာယေရှုခရစ်တော်ရဲ့မေတ္တာယုံကြည်သူတိုင်းရှိရမယ့်မေတ္တာရဲ့အ내အတိတ်ပဲကိုဒီကျမ်းပိုက်မှာတွေ့ရတယ်။ခုနယောမတာမကောက်ဒီတစ်ကော73 4နဲ့8မှာပြည့်စုံတွေ့ရတယ်။အလုံးကိုတော့ဒီနေ့မကြည့်ဘူး။ဒါပေမဲ့တစ်ချက်ကလေးကြည့်အောင်မေတ္တာသည်စိတ်ရှည်တတ်၏စိတ်ရှည်တယ်ဆိုတာပါသိခံတာနော်သိခံတာအနစ်နာခံတာလည်းပါတယ်သိခံတာလည်းပါတယ်ဒေါသဖြတ်ထွက်တာနဲ့ဆန့်ကျင်ဖက်ကိုပြန်ကြည့်ပါဦးဒေါသထွက်တာများလားစိတ်ရှည်တာများလားအဲ့မနည်းနည်းပြောပြအောင်မယ်အနာယောဂါကြတော့လေသူတို့အရန်စိတ်ရှည်တယ်တော့ငါအထဲမှာနေတာကြာပြီနေပါစေနော်ဒီအနာလေးကလေနာနေတာကြာပြီဟဲ့ तू များတယ်မရှိဘူး तू ရှိရင် तू မှာလိုက်လောညီထွေစွာနေဖို့အဲ့ဒီယောဂါကိုစိတ်မရှည်နဲ့တိမခံနဲ့ယောဂါကိုမောင်းထုတ်လိုက်အနာတွေကိုကြတော့အရန်စိတ်ရှည်တယ်အဲ့ဒါကိုစိတ်ရှည်ဖို့မဟုတ်ဘူးအဲ့ဒါကိုသိမခံဖို့အစိတ်မရှည်ဖို့လက်မခံဖို့လိုတယ်ဒါပေမဲ့လူကိုစိတ်ရှည်ရမယ်ဘေးကလူကိုပြောလိုက်လူကိုတော့စိတ်ရှည်ပါလို့ကျမတို့ကလည်းတစ်ခါလေးနည်းနည်းပြောင်းပြန်လုပ်တတ်တယ်နော်လူကိုပဲစိတ်မရှည်တာကျန်တဲ့အရာစိတ်ရှည်တယ်ကွန်ပျူတာကငါကွန်ပျူတာဒါမျိုးပဲ10ခါ on နဲ့ on နဲ့ဟောင်းသွားပြီဆိုတော့လေဒါမျိုးပဲနော်ဒါ10ခါလို့သူကွန်ပျူတာလေးတစ်ခေါက် on ဖို့စိတ်ရှည်လိုက်တာသူများပြောရင်3ခေါက်လောက်နည်းနည်းအတန်မှပြောရင် cross ဒီတရားကို cross ချလိုက်ပြီးတော့စိတ်ရင်ထဲမတွင်းတော့လူကြတော့စိတ်မရှိလူကိုစိတ်ရှည်ရအောင်ဟာလေလုယာအာမင်ယောဂါကိုစိတ်မရှိလို့ရတယ်ယောဂါကိုစိတ်မရှိနဲ့မတိခံနဲ့နော်အပြစ်ကိုတိမခံနဲ့အ
အပြစ်ကိုလည်းစိတ်ရှည်စရာအကြောင်းမရှိဘူးညှင်းပယ်ဖို့ဖြစ်တယ်ဒါကြောင့်ဖခင်ပေးတဲ့စိတ်ရှည်ခြင်းဟာလူပေါ်မှာထားရမယ်စိတ်ရှည်ခြင်းဖြစ်တယ်ဟာလေလုယာအာမင်ကိုယ့်ရဲ့ခင်ပွန်းကိုစိတ်ရှည်ပါကိုယ့်ရဲ့ဇနီးကိုစိတ်ရှည်ပါသားသမီးတွေကိုစိတ်ရှည်ပါမိဘကိုစိတ်ရှည်ပါအာမင်အဲ့ဒီအိမ်ထောင်ဘယ်လောက်ပျော်စရာကောင်းမလဲနော်ပြောနေတာကြာပြီဆရာမဆူတောင်းနေတာ15နှစ်ရှိပြီစိတ်မရှိတန်လေးလေဆူတောင်းနေတာနော်ဆူတောင်းနေတဲ့သူထဲကပါထွက်လေစိတ်မရှိတန်ထွက်တယ်ဘေးကလူကိုပြောလိုက်ငါဒီနေ့နဲ့စာမေတ္တာရှိတော့မယ်လို့ဟာလေလုယာအာမင်ဘာဖြစ်လို့လဲဆိုတော့စာတန်ကလေအမြဲတမ်းကိုယ့်ကိုခိုးတဲ့အထဲမှာယုံကြည်ခြင်းခိုးတယ်မျှော်လင့်ခြင်းခိုးတယ်ချစ်ခြင်းမေတ္တာခိုးတယ်ကိုချစ်ခြင်းမေတ္တာဒီနေ့အပြည့်ဖြည့်သွားတယ်နော်လာခိုးတဲ့လူလာတယ်အဲ့တော့ဆက်ပြီးဖြည့်ပါလို့ဟာလေလုယာကျမ်းစာဘာပြောထားလဲဆိုတော့တန်ရှင်တော်ဝိညာဉ်တော်ကယေရှုခရစ်ရဲ့မြတ်တာကိုဖြည့်ပေးတယ်တဲ့ယောမ9:9အနောက်ပိုင်းမှာဖတ်ရအောင်နော်ငါတို့အားပေးတော်မူသောတန်ရှင်တော်ဝိညာဉ်တော်သည်ဖျားသခင်၏မြတ်တာတော်ကိုငါတို့စိတ်နှလုံးထဲသို့ညှိုးလောင်းတော်မူ၏အာမင်ချစ်ချင်းမြတ်တာရဲ့အ내အတိတ်ပဲဖြစ်တဲ့တစ်ကော73ကိုဖတ်လိုက်တဲ့အခါမှာအလိုဆရာမကြီးအဲ့ဒီမြတ်တာကတော့အမှုတော်ဆောင်တွေပဲယူလိုက်ပါလို့အခုအမှုဆောင်မဆောင်ခြင်းစိတ်တွေတခါတည်းများသွားတယ်အမှုဆောင်လည်းမရအောင်ယုံကြည်သူလည်းမရအောင်ဘယ်သူမှမရအောင်ယေရှုခရစ်တော်ရဲ့မြတ်တာကိုတန်ရှင်တော်ဝိညာဉ်တော်ကဖြည့်ပေးမှဖြစ်တယ်ဟာလေလုယာယုံကြည်သူတိုင်းဘလို့လူပဲဖြစ်ဖြစ်ဆရာကြီးဆရာမကြီးရိုးရိုးယုံကြည်လူတိုင်းအတွက်တန်ရှင်တော်ဝိညာဉ်တော်ကဖခင်ရဲ့မြတ်တာကိုညွှန်လောင်းပေးမှာကိုမြတ်တာလိုတဲ့အခါတိုင်းဝိညာဉ်တော်ကိုတောင်းပါလားတန်ရှင်တော်ဝိညာဉ်တော်ဖျားကျွန်တော်ကိုမြတ်တာဖြည့်ပေးပါမြတ်တာနဲ့ပြည့်တဲ့သူကလေငါအရန်သိခံရပြီဆိုတာမရှိငါပဲပေးလိုက်ရတယ်ဆိုတာလည်းမရည်တွက်ဘူးဘာလို့လဲဆိုတော့ယေရှုဖခင်ရဲ့မြတ်တာထဲမှာကိုမွေ့လျော်တယ်လို့ကိုစီးဆင်းလိုက်ရတာဖခင်ရဲ့မြတ်တာဖြစ်တဲ့အတွက်ကိုဖက်ကပေးလိုက်ရတယ်ဆိုတာတော့မခံစားရဘူးဒီနေ့လောကကလိုနေတာအဲ့ဒီမြတ်တာဖြစ်တယ်တခုဆိုလို့ရှိရင်သူတစ်ပါးရဲ့မကောင်းတဲ့အနုလက္ခဏာကိုပဲမြင်တတ်တဲ့အရာမဟုတ်ဘူးချစ်ချင်းမေတ္တာနဲ့ပြည့်တဲ့သူကသူ့အကျိုးကိုမြင်ပေးတတ်တယ်သင်မြင်တတ်ပြီလားတန်ရှင်တော်ဝိညာဉ်တော်ကိုတောင်းရအောင်ဖခင်ရဲ့မေတ္တာကျွန်တော်တို့နှလုံးသားထဲညွှန်လောင်းပေးပါလို့မေတ္တာနဲ့ပြည့်တဲ့အသက်တာတအားကိုအဓိပ္ပာယ်ရှိတယ်ယုံကြည်ခြင်းတအားကောင်းတယ်မျှော်လင့်ခြင်းတအားကောင်းတယ်ထပ်ထည့်လိုက်ရအောင်ချစ်ချင်းမေတ္တာအမျက်ဆုံးလို့ကျမ်းစာကပြောထားတဲ့ချစ်ချင်းမေတ္တာသင်လှုပ်ဆောင်မှုတိုင်းမှာပါနေပါစေသင်ရဲ့မိတ်ဆွေဖြစ်ခြင်းထဲမှာမေတ္တာပါနေပါစေသင်အိမ်ထောင်ထဲမှာမေတ္တာပါနေပါစေ။တည့်ရဲ့လှုပ်ဆောင်ခြင်းတွေမှာမေတ္တာပါစေ။တည့်ရဲ့ပေးလူခြင်းတွေထဲမှာမေတ္တာပါနေပါစေ။တချို့ကအယံကို sacrifice အယံကိုအဖို့အခပေးတယ်။အယံကိုအနစ်နာခံတယ်မေတ္တာမပါဘူး။အနစ်နာခံတယ်အဖို့အခပေးတယ်အယံစက်ကတ်တယ်ဘာလို့လဲတစုံတစ်ခုအကျိုးရဖို့ဖြစ်နေတယ်။အယံပင်ပန်းတယ်။အဲ့ဒီကအယံပင်ပန်းတယ်။ဒါပေမဲ့ဖခင်ရဲ့မေတ္တာကအယံရတယ်ဖခင်ရဲ့အမြတ်တာတွေငါမှပြည့်လွန်းလို့ဒါကြောင့်ဖခင်ကိုချစ်တဲ့မြတ်တာလူကိုချစ်တဲ့မြတ်တာနဲ့ပြန်လဲပေးဆက်တဲ့အခါပြန်လဲအစေခံတဲ့အခါမှာပြန်လဲအဖိုးအခပေးတဲ့အခါမှာဘာကိုမှမမျော်တော့ဟာလေလုယာဝမ်းမြောက်တယ်ယေရှုခရစ်တော်လက်ဝါးကားတိုင်းမှာအသေးခံတဲ့အခါမှာဘာမှမမျော်လူတွေကိုချစ်လွန်းလို့သူအသက်ပေးပြီးတော့မှစက္ကပ်သွားတာဖြစ်တယ်အဲ့ဒီမြတ်တာနဲ့လောကမှာအသက်ရှင်တဲ့သင်နဲ့ကျွန်တော်ဖြစ်ပါစေမိသားစုတွေမှာအဲ့ဒီမေတ္တာရှိလို့ရှိရင်ငြိမ်သက်ဝမ်းမြောက်တဲ့အိမ်ထောင်ဖြစ်လာတယ်။အယံကိုပျော်စရာကောင်းတဲ့ကောင်းကင်ဘုံကဲ့သို့သောအိမ်ထောင်ဖြစ်လာတယ်။နေရာတိုင်းမှာလိုတယ်။ကိုနေတဲ့အိမ်မိသားစုထဲမှာကိုရဲ့အိမ်housemate တွေထဲမှာအဲ့ဒီမေတ္တာလိုတယ်။အတူတူကမတက်ရရအောင်။ကိုရဲ့အသက်တာမှာကြံခဲ့တာမေတ္တာတန်ဖြစ်ပါစေ။မေတ္တာလုံးရက်တွေဖြစ်ပါစေ။ဟာလေလုယာ။ဘေးကလူကိုတောက်ထပ်ပြောလိုက်ပါအောင်။တာ၍မြတ်တဲ့အရာကိုငါရှာမယ်။ကျွန်မနည်းနည်းလေးမေးကြည့်ခြင်းတယ်။တာ၍မြတ်တဲ့အရာကချစ်ချင်းမေတ္တာဖြစ်တယ်ဆိုရင်ချစ်ချင်းမေတ္တာအတွက်သင်ဘယ်လောက်အချိန်ပေးလဲ။ချစ်ချင်းမေတ္တာလို့ပြောလိုက်လို့ရှိရင် boyfriend girlfriend ချစ်သူရည်စားပဲနားလဲ။ဒါမှမဟုတ်ဒီအိမ်ထောင်ဇနီးမောင်နှံပဲနားလဲ။ဖခင်ရဲ့မေတ္တာဟာအဲ့ဒီထက်အစပေါင်းများစွာတာလွန်တဲ့မေတ္တာဖြစ်တယ်။အဲ့ဒီမေတ္တာကိုလူတိုင်းလိုတာဖြစ်တယ်။လူတိုင်းလိုတယ်နေရာတိုင်းမှာလိုတယ်ကဏ္ဍတိုင်းမှာလိုတယ်အလုံငန်းခွန်တိုင်းမှာလိုတယ်မေတ္တာလို့အများဆုံးပြောတဲ့သူကတခါတလေမေတ္တာခေါင်းပါတာဖြစ်တတ်တယ်ပုဂ္ဂိုလ်ဘာဖြစ်လို့အလိုမကျဒေါသအမျက်တွေများတာလဲမေတ္တာသည်စိတ်ရှည်တတ်စိတ်ရှည်တာရဲ့စန့်ကျင်ဘက်ကဒေါသအမျက်တွေများတယ်ဘာဖြစ်လို့လဲရိုးရိုးလေးပဲနေမေတ္တာနဲနေလို့ပေါ့ကိုရောစီကတောင်းလိုက်ပါကိုရောကျွန်တော်အထက်မှာကျမအထက်မှာမေတ္တာဖြည့်ပေးပါမေတ္တာနဲ့ပြည့်တဲ့သူကလေကိုပေးလိုက်ရတယ်လို့မခံစားရဘူး
ငါလုတ်ပေးလိုက်ရတယ်ငါကနှစ်နာခံလိုက်ရတယ်ငါကပဲအဖို့ခပေးရတယ်ဒီအိမ်ထောင်တည်မြဲဖို့ငါကပဲအနှစ်နာခံရတယ်လို့အဲ့ဒီအတွေးလေးတောင်မရှိတော့ဘာလို့လဲဆိုတော့ယေရှုခရစ်တော်ရဲ့မေတ္တာထဲမှာကိုကအယံကိုမေတ္တာနဲ့ဝနေလို့စီစဉ်နေတာဖြစ်တယ်ဟာလေလုယာယေရှုခရစ်တော်ရဲ့မေတ္တာကျွန်မဘာလို့ချင်လဲဆိုတန်ရှင်တော်ဝိညာဉ်တော်ဖျားကိုတောင်းခံရအောင်ကိုတော့ကျွန်တော်ကိုမေတ္တာနဲ့ပြည့်ပေးပါဟာဆရာမရဲ့အပြိုကြီးတွေလူပြိုကြီးတွေမေတ္တာမလို့အယံလိုတာဖြစ်တယ်ကဘာကြီးလိုနေတာခရစ်တော်ကဲ့သို့သောမေတ္တာဖြစ်တယ်အာမင်လောကကပြောတဲ့မေတ္တာမဟုတ်ဘူးဖခင်ရဲ့မေတ္တာလိုနေတာအာမင်လောကကမေတ္တာကတယောက်ကိုပဲပေးလို့ရတယ်ပြောပါဦးတယောက်ကိုပဲပေးလို့ရတယ်ဟိုတငယ်ချင်းတွေမိတ်ဆွေတွေကောင်းပါတယ်ဒါပေမဲ့အဲ့ဒါကတင်ကောင်းရင်ငါမစိုးဘူးဆိုတဲ့မေတ္တာယေရှုခရစ်တော်ကစွန့်လွတ်တဲ့မေတ္တာဖြစ်တယ်အနစ်နာခံတဲ့မေတ္တာဖြစ်တယ်အဲ့ဒီမေတ္တာနဲ့ကိုနေတဲ့ပတ်ဝန်းကျင်ကိုထွန်းလင်းစေရအောင်နော်အတ္တဆန်တဲ့မေတ္တာလောကမှာအများများနေပြီရမ်းများနေပြီတကယ်ချင်းကောင်းနေလည်းဖြစ်မယ်အချစ်သူဤစားကောင်းနေလည်းဖြစ်မယ်ဒါပေမဲ့အဲ့ဒီမေတ္တာတွေတအားများနေပြီလောကကလိုအပ်တာဖခင်သခင်ရဲ့မေတ္တာဖြစ်တယ်တင်နဲ့ကျွန်ုပ်ပေးနိုင်တာဖြစ်တယ်ဟာလေလုယာတင်နဲ့ကျွန်ုပ်ပေးနိုင်တာဖြစ်တယ်ကျမတို့ပတ်ဝန်းကျင်မှာလေကျမတို့ကိုထိမိလဲစေတဲ့သူရှိလားကျမတို့ကိုလေမခံချင်အောင်လုပ်တဲ့လူရှိလားကျမတို့ကိုနှိမ်ပြီးပြောတဲ့လူဘာလဲမယုံမသိလုပ်တဲ့သူတွေရှိလားကျမတို့ကိုလေဘာလဲစိတ်နာအောင်လုပ်တဲ့လူတွေရှိလားမရှိမိတ်ဆက်ပေးမလို့ပါတစ်ချိန်လုံးရှိနေတာပဲချိန်လုံးရှိနေပါယေရှုခရစ်တော်တစ်ချိန်လုံးရှိနေတာပဲရှင်ပေါလုချိန်လုံးရှိနေတာပဲယေရှုခရစ်တော်လက်ဝါးကားတိုင်းမှာဘာပြောခဲ့လဲကိုတော့သူတို့အပြစ်ကိုလွတ်တော်မူပါအဲ့ဒီမေတ္တာဟာကျမတို့ရှိရမယ့်မေတ္တာဖြစ်တယ်အဲ့ဒီဖခင်ရဲ့မေတ္တာဖခင်မေတ္တာကဲ့သို့သောမေတ္တာကိုအထဲမှာရဖို့တန်ရှင်တော်ဝိညာဉ်တော်သွန်လောင်းပေးမယ်အဲ့ဒီဖခင်ရဲ့မေတ္တာနဲ့ပြည့်ခြင်းတယ်ကျမခဏဆုတောင်းတယ်မကြလဲဆုတောင်းတယ်ခဏလည်းပြန်ဖြည့်ရတယ်ဟာလေလုယာအာမင်ဘာဖြစ်လို့လဲဆိုတော့လာပြီးတော့မှစုပ်ယူတဲ့သူများလို့ပါပြောပြတာကိုလည်းဒီလိုပဲဖြစ်မှာပဲလောကမှာနေတဲ့အခါမှာဒါပေမဲ့ရှင်ပေါလုကဘာဖြစ်လို့ဖခင်နဲ့သူအခြေယူဖို့လိုတယ်ဖခင်နဲ့အခြားသူတွေဆုတောင်းတာတဲ့သူပို့တောင်းတယ်ဘာလို့ပြောတာသူ့ကိုစန့်ကျင်တဲ့သူတွေညှင်းဆဲတဲ့သူတွေအများအဲ့ဒီသူတွေကိုချစ်နိုင်ဖို့မေတ္တာတန်ရှင်တော်ဝိညာဉ်တော်ကပဲကိုကိုသွန်လောင်းပေးမှာဖြစ်တယ်ဟာလေလုယာဒါကြောင့်ကိုကြည့်မရတဲ့သူမရှိတော့ကိုခွတ်မလွတ်နိုင်တဲ့သူမရှိတော့ကိုခါးသီးတဲ့သူလည်းမရှိတော့ကိုစိတ်နာတဲ့သူလည်းမရှိတော့ကိုချစ်ပြီးရင်ပိုချစ်တဲ့သူပဲရှိလာတယ်ကိုလက်ခံပြီးရင်ပိုလက်ခံတဲ့သူပဲရှိလာတယ်ကိုကြည်နဲ့သူ့ဝိညာဉ်ကိုတနာလာတယ်သူ့အသက်တာကိုပို့ပြီးတန်ဖိုးထားလာတယ်ဘာကြောင့်လဲဆိုတော့ယေရှုအသက်ပေးတဲ့အထိဒီလောက်တောင်တန်ဖိုးရှိတဲ့အသက်တာကွာသူယေရှုကိုရလို့ရှိရင်လေဒါမှမဟုတ်သူယေရှုနဲ့တွားတက်လာရင်လေအယံကိုကောင်းပါပဲဆိုပြီးမျော်လင့်ချက်ရှိတဲ့အမြင်တွေကိုအသက်တာမှာပြေလာတယ်။ဘာကြောင့်လဲဆိုတော့ဖခင်ရဲ့မေတ္တာဝင်လာလို့ဖြစ်တယ်။အဲ့ဒီဖခင်ရဲ့မေတ္တာနဲ့ကိုယ့်ရဲ့ခင်ပွန်းကိုကြည်လိုက်ပါအောင်။အဲ့ဒီဖခင်ရဲ့မေတ္တာနဲ့ကိုယ့်ဇနီးကိုကြည်လိုက်ပါအောင်။လူမေတ္တာနဲ့မရတော့ရင်ပြောတာ။ဇနီးမောင်နှံနေဖျားကောင်းကြည့်ပေးပါစေ။မသိတယ်လို့တော့မလုပ်နဲ့လေနော်။တခါလေကြက်လေတော်ပြီဒီလိုဖြစ်တယ်နော်ဒါပေမဲ့ကိုသားသမီးကိုကိုမိဘကိုအဲ့ဒီအကြည့်လေးနဲ့ကြည်လိုက်ပါအောင်ကိုတော်ကဒီအသက်ပေးတဲ့အထိချစ်ရတဲ့သားချစ်ရတဲ့သမီးကျွန်တော်ကိုပေးထားတာခရစ်တော်ချစ်တယ်လို့ချစ်နိုင်တဲ့မေတ္တာဇနီးမောင်နှံနေသင်တို့ပေါ်မှာဖျားပေးပါစေမိဘတွေဖျားပေးပါစေသားသမီးတွေဖျားပေးပါစေတငယ်ချင်းတွေဖျားပေးပါစေညီကိုမောင်နှမတွေထဲမှာဖျားပေးပါစေဟာလေလုယာဖျားရဲ့မေတ္တာကိုတောင်းခံရအောင်တန်ရှင်တော်ဝိညာဉ်တော်ကျွန်တော်ကိုခရစ်တော်ရဲ့မေတ္တာထည့်ပေးပါဖျားသခင်ရဲ့မေတ္တာထည့်ပေးပါကိုလိုချင်တယ်ဆိုလက်တွေမြောက်ပြီးတော့မှအတူတူဆုတောင်းခြင်းတယ်လို့အိုးယေရှုဖျားကျွန်တော်တို့လောကအရာတွေထဲမှာမွေ့လော်ပြီးတော့မှတာ၍မြတ်တဲ့အရာကိုမကြော်သွားလို့ပါဘူးဒီနေ့တာ၍မြတ်တဲ့အရာဖြစ်တဲ့ချစ်ချင်းမေတ္တာထဲမှာကျွန်တော်တို့ပျော်မွေ့ခြင်းနဲ့အဲ့ဒီချစ်ချင်းမေတ္တာကိုတာ၍ရတော်သူများဖြစ်ခြင်းနဲ့ဘုရားသခင်ကျွန်တော်တို့အသက်တာကိုအပ်ပါတယ်တန်ရှင်တော်ဝိညာဉ်တော်ဘုရားကိုရဲ့မေတ္တာကိုသွန်လောင်းပေးပါတန်ရှင်တော်ဝိညာဉ်တော်ဘုရားကိုရဲ့မေတ္တာကိုသွန်လောင်းပေးပါတန်ရှင်တော်ဝိညာဉ်တော်ဘုရားရဲ့မေတ္တာကိုကျွန်တော်တို့အထဲမှာသွန်လောင်းပေးပါကျွန်တော်တို့အထဲမှာပြည့်နေတာကိုရောမေတ္တာဖြစ်ပါစေကျွန်တော်တို့အထဲမှာပြည့်ရှမ်းနေတာကိုရောမေတ္တာဖြစ်ပါစေကိုရောကိုပဲလိုချင်တယ်ကိုရောကိုပဲလိုချင်တယ်ယေရှုဖျားကိုရဲ့မေတ္တာကိုလိုတယ်ကိုရောမေတ္တာကိုလိုတယ်ကိုရဲ့နာမကိုချီးမွမ်းပါတယ်ချစ်ချင်းမေတ္တာဝါကြွားခြင်းနဲ့ကင်းတယ်ချစ်ချင်းမေတ္တာထောင်လွှားခြင်းနဲ့ကင်းတယ်ချစ်ချင်းမေတ္တာမဖောက်ပြန်တတ်ဘူးချစ်ချင်းမေတ္တာသူ့အကျိုးကိုရှာတယ်ကို့အကျိုးကိုမရှာဘူးသင်ပါလိုနေလေအဲ့ထဲကလိုနေတဲ့အရာတွေတစ်ခုမဟုတ်တစ်ခုတော့ရှိလိမ့်မယ်
ယေရှုကိုပြောရအောင်ဖျားသခင်ကိုအကျိုးရှာတဲ့အတွက်အရန်ပင်ပန်းတယ်အရန်ကိုပူလောင်တယ်သူ့အကျိုးရှာတတ်တဲ့ကိုဖြစ်ပါစေမထောင်လွှားတော့ပါဘူးထောင်လွှားတာမေတ္တာကင်းမဲ့လို့ရိုးလေးပဲနေမှာဖြစ်လို့ထောင်ဖြစ်နေတာသူတပားတက်ကိုပိုကောင်းတယ်သူတို့တွေထက်ငါပိုတတ်တယ်လို့ကိုဘာလို့မြင်နေနင်မေတ္တာမရှိတော့ဖခင်ရဲ့မေတ္တာနှစ်ထဲမှာချို့တဲ့နေအဲ့ဒါကြောင့်နင်ထင်နေတာမေတ္တာဟာထောင်လွှားခြင်းမရှိဘူးအဲ့ဒီကိုနှလုံးသားတွေထဲမှာကျွန်မတစ်ကော73:408ဒီ definition တွေကိုကျွန်မဖတ်တဲ့အခါမှာလိုအပ်တဲ့အရာကိုတောက်တုံရအောင်လို့မျက်လုံးမိတ်ပြီးဖျားသခင်ကိုအာယုံပြုထားပါကျွန်မဒီအရာလေးကိုဒီအရာလေးကိုဆုတောင်းချက်အနေနဲ့ကျွန်မပြောပြပေးပါမယ်လို့လိုအပ်တဲ့အရာဝိညာဉ်တော်ဖျားကျွန်တော်ကိုမဆပါကျွန်တော်ကိုမဆပါမေတ္တာဟာစိတ်ရှိတတ်တယ်ကျေးဇူးပြုတတ်တယ်မေတ္တာဟာဂုဏ်ပြိုင်ခြင်းမရှိဘူးဝါကြွားခြင်းမရှိဘူးမာနမရှိဘူးမလျောက်ပတ်စွာမကျင့်တတ်ဘူးကိုယ်အကျိုးလည်းမရှာတတ်ဘူးဒေါသအမျက်လည်းမထွက်တတ်ဘူးအပြစ်ရှိတယ်လို့လည်းမထင်တတ်ဘူးမတရားတဲ့အမှုမှာလည်းဝမ်းမြောက်ခြင်းမရှိတတ်ဘူးတမန်တရားမှာဝမ်းမြောက်တတ်တယ်ခတ်သိမ်းသောအရာကိုဖုံးအုပ်တတ်တယ်ခတ်သိမ်းသောအရာကိုယုံတတ်တယ်ခတ်သိမ်းသောအရာကိုမျှော်လင့်တတ်တယ်ခတ်သိမ်းသောအရာကိုသီးခံတတ်တယ်မေတ္တာဟာဖောက်ပြန်ခြင်းတဘောနဲ့အစဉ်ကင်းလွတ်တယ်။ဒါရှင်တော်ဝိညာဉ်တော်ဖျားဖျားသခင်ရဲ့ထိုမေတ္တာကျွန်တော်တို့အထက်မှာထည့်ပေးပါ။ပို့လို့ခြင်းနဲ့မရှိလို့မဟုတ်ပါဘူးရှိပြီးပြီဒါပေမဲ့ပို့လို့ခြင်းနဲ့ကိုရောအတန်နဲ့လို့မိဖျားကိုပြောရအောင်ဖျားသခင်အဲ့မေတ္တာမျိုးကျွန်တော်လိုခြင်းနဲ့ကျမလိုခြင်းနဲ့ပို့လို့ခြင်းနဲ့ကိုရောလိုစိတ်ရှည်တတ်တဲ့ကျွန်ုပ်ဖြစ်စေပါကိုရောလိုယေရှုပြုတတ်တဲ့ကျွန်ုပ်ဖြစ်စေပါကိုရောလိုဂုဏ်ပြိုင်ခြင်းမရှိတဲ့ကျွန်ုပ်ဖြစ်စေပါကိုရောလိုဝါကြွားခြင်းမရှိတဲ့ကျွန်ုပ်ဖြစ်စေပါကိုရောကဲ့သို့မာနကင်းမဲ့တဲ့ကျွန်ုပ်ဖြစ်စေပါကိုရောမာနကြီးမဲ့ဆိုကိုရောလောက်ကြီးနိုင်တာမရှိဘူးဒါပေမဲ့ကိုရောမာနဆိုတာကိုရောမှလုံးဝရှာလို့မတွေ့ဘူးဘာလို့လဲဆိုတော့ကိုရောကမေတ္တာနဲ့ပြည့်နေလို့ပါကိုရောမလျောက်ပတ်စွာမကျင့်တတ်ဘူးကိုအကျိုးလည်းမရှာဘူးကိုရောဒေါသအမျက်လည်းမထွက်တတ်ဘူးတဲ့အပြစ်ရှိတယ်လို့လည်းမထင်တတ်ဘူးကျမတို့ကကြောင့်ဟိုလူအပြစ်ရှိတယ်ဒီလူအပြစ်ရှိတယ်အိုးအဲ့ဒီအပြစ်တွေမြင်နေတာမေတ္တာနဲ့မပြေလို့ဟုတ်ပါပြီကိုရောအပြစ်ရှိတယ်လို့မထင်တော့ပါဘူးအိုးကိုရောရှင်ဖျားမတရားတဲ့အမှုမှာလည်းဝမ်းမမြောက်တော့ဘူးတမန်တရားထဲမှာဝမ်းမြောက်မယ်ကိုရောသူတပားအပြစ်ကိုဖုံးအုပ်တတ်တဲ့ကျွန်တော်တို့ဖြစ်တယ်ကိုရောယေရှုတင်တယ်ကိုအသက်တာတွေကိုအပ်ပါတယ်ဖဖျားရှင်ကိုအသက်တာကိုအပ်ပါတယ်ဝိညာဉ်တော်ဖျားကိုရောထည့်ပေးတယ်ကိုရောမေတ္တာအတွက်ယေရှုတင်တယ်ယေရှုခရစ်တော်ရဲ့နာမနဲ့ဆုတောင်းပါ၏ဖျားကိုအာယုံပြုနေတဲ့အခါမှာကျွန်မဒီမေကိုနေမေးချင်ပါတယ်လို့ဖျားရဲ့မေတ္တာကိုသင်ရပြီလားဖျားရဲ့မေတ္တာထဲမှာမွေ့လျော်ပြီးသင်အသက်ရှင်ပြီလားနေ့စဉ်ငါဟာဖခင်ရဲ့မေတ္တာနဲ့အပြည့်အဝအချစ်ခံရသူဖြစ်တယ်လို့ကိုသိနေပြီလားအဲ့ဒီမေတ္တာထဲမှာမကျင်လေသေးဘူးဆိုရင်ဒီနေ့သင်အတွက်ဆုတောင်းပေးခြင်းတယ်ကိုအမြဲတမ်းမေတ္တာငတ်နေတယ်မေတ္တာလိုနေသေးတယ်လို့ခံစားနေရတဲ့သူရှိမယ်ဆိုရင်ရှိတဲ့နေရာလေးမှာကိုယ့်ရဲ့နှလုံးသားပေါ်မှာလက်တင်ပေးပါလို့အဲ့ဒီသူအတွက်ဆုတောင်းပေးခြင်းတယ်သင်မေတ္တာမငတ်ဘူးအမှန်တရားကယေရှုခရစ်တော်အသက်ပေးပြီးချစ်ရတဲ့သင်ဖြစ်တယ်သင်မေတ္တာလုံးဝမငတ်ဘူးဒါပေမဲ့မနက်ကသင်ကိုလဲစားပြီးမေတ္တာငတ်နေတဲ့သူလို့ကိုဒီလိုခံစားနေရတယ်ဆိုရင်အဲ့ဒီနေရာထက်ကလွတ်မြောက်ပြီးဖခင်မေတ္တာနဲ့ပြည့်တဲ့သင်ဖြစ်ဖို့ဘုရားသခင်အလိုရှိတာဖြစ်တယ်ဘုရားသခင်အဲ့အသက်တာတွေကိုယေရှုနာမနဲ့ကောင်းချီးပေးပါတယ်ယခုပြင်ရင်တန်ရှင်တော်ဝိညာဉ်တော်ဖခင်ရဲ့မေတ္တာနဲ့ပြည့်စုံစေပါသူတို့ကိုအသက်ပေးပြီးချစ်တဲ့ကိုတော်ရဲ့မေတ္တာသူတို့ရဲ့အသက်တာထဲမှာပြည့်ရှံသွားစေပါ။အိုးသူတို့ရဲ့ခံစားချက်တွေထဲမှာသူတို့ရဲ့အုံနောက်အတွေးတွေထဲမှာသူတို့အသက်တာတစ်ခုလုံးအတွေးလို့တစ်ခုလုံးမှာပြည့်ရှံတယ်လို့အိုးခံစားချက်တွေနဲ့အိုးအသက်တာတွေထဲမှာပြည့်ရှံသွားစေပါ။မေတ္တာမငတ်ဘူးမေတ္တာပြည့်တဲ့သူဖြစ်တယ်။ဒီနေ့နဲ့စပြီးတော့မှမေတ္တာငတ်သူမဟုတ်ဘူးမေတ္တာပြည့်သူဖြစ်တယ်။ကိုရောရဲ့မေတ္တာနဲ့ပြည့်သူဖြစ်တယ်။ကိုရောရဲ့မေတ္တာပြည့်သူအဖြစ်အသက်ရှင်ရမှာဖြစ်တယ်။ယေရှုတော်ကိုချီးမွမ်းလက်အဲ့အသက်တာတွေကိုကောင်းချီးပေးပါတယ်။ယေရှုနာမ၌ဆုတောင်းပါ၏။ကျွန်မဒီမေကွန်းလေးကိုလည်းမေးခြင်းနဲ့ဘုရားသခင်ကိုအာယုံပြုနေတဲ့အခါမှာသခင်ယေရှုလက်ဝါးကားတိုင်းမှာအသေးခံတာတင်းနဲ့ကျွန်ုပ်ရဲ့အပြစ်အတွက်ဖြစ်တယ်။ချစ်လွန်းလို့အသက်ပေးသွားတာဖြစ်တယ်။သင်ကောင်းကင်သွားဖို့အတွက်ယေရှုခရစ်တော်ကသင်အပြစ်ကြွေးတွေကိုလက်ဝါးကားတိုင်းမှာပေးဆက်ခဲ့တာ။လက်ဝါးကားတိုင်းမှာပေးဆက်ခဲ့တာယေရှုမှာလုံးဝအပြစ်မရှိဘူး။သင်နဲ့ကျွန်ုပ်ရဲ့အပြစ်အတွက်ဖြစ်တယ်။အဲ့ဒီအတွက်ကြောင့်မလို့သင်ဟာကောင်းကင်ကိုဝင်ရမှာဖြစ်တယ်။ကောင်းကင်ဝင်ဖို့သိကြပြီလားဒီနေ့ကောင်းကင်ရောက်ဖို့သိကြပြီလား
ကောင်းကင်ရောက်ဖို့မသေးကြသေးဘူးဆိုရင်သခင်ယေရှုခရစ်တော်ပေးဆက်တဲ့မေတ္တာကိုယုံကြည်လက်ခံလိုတယ်ဆိုရင်ရှိတဲ့နေရာမှာလက်လေးမြောက်ပြပေးပါလို့အချိန်မရွေးယေရှုခရစ်တော်နဲ့မျက်နှာချင်းဆိုင်တွေ့ဖို့အစဉ်သင့်ဖြစ်နေဖို့လိုပါတယ်ဟုတ်ကဲ့အဲ့လက်တွေ့ပါတယ်ဝမ်းတာတယ်ယေရှုခရစ်တော်နဲ့မျက်နှာချင်းဆိုင်တွေ့ဖို့အစဉ်သင့်ဖြစ်ပြီလားမဖြစ်သေးဘူးဆိုလို့ရှိရင်ယေရှုရဲ့မေတ္တာကိုလက်ခံဖို့အတွက်ယုံကြည်ဖို့အတွက်နောက်ထပ်အချိန်ပေးခြင်းနဲ့ရှိပါသေးသလားကျွန်မနဲ့အတူတူဆုတောင်းရအောင်ဂျန်တဲ့သူတွေလည်းအတူတူကသဘောတူပြီးဆုတောင်းပေးရအောင်ယေရှုခရစ်တော်ဖျားကျွန်ုပ်ကိုအရှိတိုင်းချစ်လို့ယေရှုတင်ပါတယ်ကျွန်ုပ်ဟာအပြစ်သားဖြစ်ပါတယ်ကျွန်ုပ်အပြစ်အတွက်သခင်ယေရှုလက်ဝါးကားတိုင်းမှာအသေးခံလျက်3 ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်ကြောင်းကိုကျွန်ုပ်ယုံကြည်ပါ၏ယနေ့မှစ၍ယေရှုဖျားကိုရောဤမေတ္တာ၌တည်လျက်ကျွန်ုပ်အသက်ရှင်ပါမည်ယေရှုရဲ့မေတ္တာကိုအပြည့်အဝခံစားရသူကျွန်ုပ်ဖြစ်တယ်ယေရှု၏မေတ္တာကြောင့်ကျွန်ုပ်သည်ကောင်းကင်ရောက်သူဖြစ်ပြီယနေ့မှစ၍ယေရှုနောက်ကိုကျွန်ုပ်လိုက်ပါမည်ကျွန်ုပ်အသက်တာကိုအနန္တတဲ့အခါယေရှုခရစ်တော်၏နာမ၌ဆုတောင်းဆက်ကပ်လျက်အနံပါ၏အတူတူကချီးမွမ်းဆုတောင်းရအောင်ဘုရားသခင်ကိုရောယေရှုတင်တဲ့ဒီဆုတောင်းချက်ကိုဆုတောင်းသွားတဲ့သမီးလေးနဲ့ဒီမှာရှိတဲ့သူအခြားကျွန်တော်တို့မသိတဲ့သူတွေအပေါ်မှာကိုရောရဲ့ချစ်ချင်းမေတ္တာတည်စေတော်မူပါကိုရောရဲ့မေတ္တာထဲမှာမျှော်လင့်ခြင်းဝမ်းမြောက်ခြင်းနဲ့အသက်ရှင်တော်သူများဖြစ်စေပါအသက်တာတွေကိုယေရှုနာမ၌ကောင်းချီးပေးပါတယ်သခင်ဖခင်၌အားကြီးတော်သူများဖြစ်တဲ့အထိမေတ္တာ၌တည်ဆောက်ခြင်းကိုခံရတော်အသက်တာများဖြစ်စေပါတာ၍မြတ်တော်အရာဖြစ်တဲ့ချစ်ချင်းမေတ္တာ၌အစစ်အမြဲတည်တော်ဖြစ်သူများဖြစ်စေပါကိုရောရဲ့ကောင်းကြီးမှာတည်သူမဟုတ်ပါဘူးကိုရောရဲ့မေတ္တာ၌တည်သူဖြစ်ပါတယ်ကိုရောရဲ့နှုတ်ကပတ်တော်၌တည်သူဖြစ်ပါတယ်ဖျားသခင်ကိုရောပေးတဲ့ကောင်းကြီးတွေအတွက်ယေရှုတင်ပါတယ်ကိုရောပေးတဲ့ကျမ်းမာခြင်းအတွက်လည်းယေရှုတင်ပါတယ်သို့တော်လည်းပဲကိုရောရဲ့မေတ္တာကိုရောရဲ့တမန်တရား၌တာအစစ်အမြဲတည်တော်ကျွန်တော်တို့ဖြစ်စေပါယေရှုတော်ကိုချီးမွမ်းလေအသက်တာများကိုကောင်းကြီးပေးပါတယ်အမိမဖြစ်စေဦးကောင်းဖြစ်စေလေကိုရောရဲ့ချီးမြှောက်ခြင်းနဲ့အသက်ရှင်ရသောအသက်တာများဖြစ်တော်ကြောင့်ယေရှုတော်ကိုချီးမွမ်းလေအသက်တာများကိုကောင်းကြီးပေးဆုတောင်းတဲ့အခါမှာသခင်ယေရှုခရစ်တော်၏နာမ၌ကောင်းကြီးပေးတဲ့ဆုတောင်းပါ၏အာမင်